မင်္ဂလာပါပရိသတ်တို့ရေကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တို့အနေနဲ့ငယ်တုန်းကဘယင်ကိုစိန်ဖြူတော်ဆက်တာတယ်ဆိုတဲ့ပုံမြင်တွေဒဏ္ဍာရီတွေကိုကြားခဲ့ပူကြမှာပါအဲ့ဒီလိုမျိုးဗီဇပြောင်းလဲမှုကအတော်လေးကိုရှားပါလွန်ပြီးဒီကနေ့ဗီဒီယိုမှာအဲ့ဒီတရိတ်ဆန်လေးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်၄ထူးခြားသောအေဘီနိုမြင်းကြားအာဖရိကတိုက်တန်ဇန်နီးယားဒေသမှာတွေ့ရှိခဲ့တဲ့ရှားပါအေဘီနိုမြင်းကြားဖြစ်ပြီးဒီမြင်းကြားဟာအနက်ရောင်အစင်းကြားသို့မဟုတ်အမှတ်အသားလုံးဝမပါရှိပါဘူးပုံမှန်မြင်းကြားများနဲ့မတူဘဲအေဘီနိုမြင်းကြားတွေမှာသူတို့ရဲ့အရေးပြားအမွှေးနဲ့မျက်လုံးတွေကရောင်ချယ်ပစ္စည်းတွေ pigmentation တွေမရှိတာကြောင့်သူတို့ကိုကျယ်ပြန့်တဲ့အသွင်အပြင်ကိုပေးစွမ်းပါတယ်။ဒါပေမဲ့ဒီလိုထူးခြားတဲ့ရုပ်ရည်ကြောင့်သူတို့ဟာသဘာဝပတ်ဝန်းကျင်နဲ့ရောနှောနိုင်ခြင်းမရှိဘဲတာရဲတရိတ်ဆန်တွေကိုပုံမှုဆွဲဆောင်နိုင်ပြီးတောထဲမှာပုံမှန်အားဖြင့်တက်တန်းပို့တိုပါတယ်လို့ကျွမ်းကျင်သူများကယုံကြည်ကြပါတယ်။နံပါတ်3 Albino Gorilla နောက်ထပ်အလွန်ရှားပါးပြီးတော့ကမ္ဘာတဝန်းစိတ်ဝင်စားမှုခံခဲ့ရတဲ့တရဝါကတော့နှင်းပွင့် snowflake လို့ခေါ်တဲ့ gorilla တစ်ကောင်ပဲဖြစ်ပါတယ်။သူဟာတူတဲသောရှိတဲ့ Albino Gorilla အဖြစ်ကမ္ဘာတဝန်းလုံးမှာထင်ရှားခဲ့ပါတယ်။နှင်းပွင့်ကို1964ခုနှစ်တုန်းက Equator Guinea ဒေသမှာရှိတဲ့တောထဲမှာမွေးဖွားခဲ့ပြီးကလေးဘဝကတည်းကဖမ်းဆီးခံခဲ့ရကဘာစီလိုနာတရိတ်ဆန်ယုံတို့ကော့ဆောင်ခဲ့ပါတယ်။သူဟာအထီးဖြစ်ပြီးအနောက်တိုင်းမြေပြန့် Gorilla Western Lowland Gorilla အမျိုးအစားဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရနှင်းပွင့်ရဲ့ Albino ဗီဇဟာသူ့ရဲ့မိဘနှစ်ပါးရဲ့မျိုးရိုးဗီဇအရအလွန်နီးစပ်စွာဆက်ဆက်မှုရှိခဲ့ခြင်းကြောင့်ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။သူဟာအသက်40နှစ်အထိနေထိုင်သွားခဲ့ပြီး Gorilla တစ်ကောင်အတွက်အကျဉ်းချခံထားရတဲ့ဘဝမှာတက်တန်းရှည်စွာနေထိုင်သွားနိုင်တယ်လို့သတ်မှတ်ထားကြပါတယ်။နံပါတ်2 Albino ငမန်း Great Britain ကမ်းရိုးတန်းအနီးမှာ3ပေ1မီတာနီးပါးရှိတဲ့ Albino ငမန်းကိုမကြသေးမီကငါးဖမ်းသမားအဖွဲ့တစ်ဖွဲ့ကဖမ်းမိခဲ့ပြီးကျွမ်းကျင်သူတွေကဘဝမှာတစ်ခါသာကြုံတွေ့ရမယ့်အဖြစ်အပျက်လို့ခေါ်ဆိုခဲ့ကြပါတယ်။ဒီငမန်းရဲ့အရေးပြားနဲ့မျက်လုံးတွေမှာ pigment လို့ခေါ်တဲ့အရောင်ချယ်ပစ္စည်းတွေလုံးဝကိုမပါရှိပါဘူး။သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရငမန်းပေါင်း1000မှာတစ်ကောင်သာဒီလိုဖြစ်ပေါ်ပါတယ်။ငမန်းတွေဟာပတ်ဝန်းကျင်နဲ့ရောနှောနေထိုင်ဖို့လိုအပ်ပြီးဒီလိုအထင်းသားအဖြူအောင်ထွက်နေတဲ့ Albino ငမန်းတစ်ကောင်အတွက်တော့ပင်လယ်ထဲမှာအစာရှာဖို့ခက်ခဲနိုင်ပါတယ်။နံပါတ်1မီဂါလူဝေလာငါနောက်ဆုံးအနေနဲ့ပင်လယ်ထဲကအလှဆုံးတရေတစေလို့တင်စားရမယ့်တရဝါကြီးကတော့မီဂါလူလို့ခေါ်တဲ့ဝေလာငါးကြီးတစ်ကောင်ပဲဖြစ်ပါတယ်။သူဟာ1992ခုနှစ်ဩစတြေးလျကမ်းရိုးတန်းအနီးမှာပထမဆုံးအကြိမ်တွေ့ရှိခဲ့ရတဲ့ရှာပါ Albino ထူးခြားဝေလာငါဟမ်ပတ်ခွေးပဲဖြစ်ပါတယ်။မီဂါလူဆိုတဲ့နာမည်ကဩစတြေးလျတိုင်းရင်းသားဘာသာစကားအချို့မှာအဖြူအောင်လူသား white fila လို့အဓိပ္ပာယ်ရပြီးကမ္ဘာပေါ်မှာ Albino ထူးခြားဝေလာငါအနည်းငယ်သာရှိကမီဂါလူကတော့အထင်ရှားဆုံးဖြစ်ပါတယ်။2011ခုနှစ်မှာလည်းဒီဝေလာငါနဲ့ပတ်သက်ပြီးသတင်းကြည့်ခဲ့ပါသေးတယ်။ဘာကြောင့်လဲဆိုရင်တော့သူဟာ Albino ဝေလာငါငယ်နှစ်ကောင်ရဲ့ဖခင်ဖြစ်နိုင်တယ်လို့ပညာရှင်တွေကယူဆခဲ့ကြတာကြောင့်ပါ။ဝေလာငါငယ်နှစ်ကောင်စလုံးကိုမိခင်တွေနဲ့အတူသမုဒ္ဒရာရဲ့ကွဲပြားခြားနားတဲ့နေရာတွေမှာတွေ့ရှိခဲ့တာကြောင့်သိပ္ပံပညာရှင်တွေကမီဂါလူဟာသူတို့ရဲ့ဖခင်ဖြစ်နိုင်တယ်လို့ထင်မြင်ယူဆခဲ့ကြပါတယ်။ကဲပရိသတ်တို့ရေဒီဗီဒီယိုမှာတော့ရှာပါ Albino တရိတ်ဆန်တွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောဒီတရားဝါတွေကထူးခြားတယ်လို့ထင်ကြပါသလား။ပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကို comment မှာရေးပေးခဲ့ကြပါဦးနော်။